ဒီအမျိုးသမီးဟာသူ့ခွေးကိုလမ်းလျှောက်ထွက်နေတော့ရုတ်တရက်တခိုးတယောက်ကနောက်ကနေလာပြီးသူ့အိတ်ကိုဆွဲယူသွားတယ်တိုးဆုပ်မနေပဲသူမခွေးကိုကြိုးကိုဖြုတ်ပြီးသူတို့နောက်လိုက်ခဲ့ဖို့ပြောလိုက်တယ်ခွေးကချက်ချင်းထွက်သွားခဲ့တယ်တခိုးတွေကမော်တော်ဆိုင်ကယ်စီးနေပေမဲ့သူတို့နောက်ကိုလိုက်မလာခဲ့ဘူးအမျိုးသမီးကအကူအညီတောင်းဖို့အော်ဟစ်လိုက်ပြီးအနီးနားကရဲရရှိတယောက်ကကြားသွားတယ်သူကရဲခွေးတစ်ကောင်ကိုကင်ထားတာမတော်တဆဖြစ်သွားတာကြောင့်သူ့လဲခွေးကိုလွှတ်ပေးလိုက်တော့ခွေးကသူတို့နောက်ကိုအပြေးလိုက်သွားတဲ့ပိုင်ရှင်ကိုအိတ်ပြန်ရအောင်ကူညီပေးဖို့ခွေးကအဲ့ဒီနေရာအကြောင်းသူ့ရဲ့ဗဟုသုတကိုအသုံးပြုပြီးဖြက်လန်းတစ်ခုမောင်းသွားတယ်လှေကားတစ်တွေအတိုင်းပြေးဆင်းလာရင်စကိတ်ပုတ်တစ်စီးကိုတွေ့လိုက်တော့ခုန်တက်ပြီးရှေ့ကိုရှော့ကျသွားတယ်အတားအဆီးတစ်ခုကိုဝင်တိုက်မိတဲ့အခါစကိတ်ပုတ်ပေါ်ကနေတွန်းဆုပ်မနေပဲခုန်ကျော်ပြီးခွေးပြောက်သွားပြီးထင်ပြီးလိုက်သွားတယ်တခိုးတွေကပန်းကြံတစ်ခုနားမှာရက်လိုက်တယ်ဆိုင်ကယ်ပေါ်ကဆင်းပြီးအထဲမှာဘာရှိလဲဆိုတာစစ်ဆေးဖို့အိတ်ကိုဖွင့်လိုက်တယ်ခွေးကသူတို့နောက်ကိုတိတ်တိတ်လေးလိုက်လာတာကိုလုံးဝသတိမထားမိဘူးသူတို့ကိုတက်တက်မလိုက်နိုင်ဘူးဆိုတာတိလို့ခွေးကခြုံပုတ်ထဲမှာလဲအိပ်ပြီးအချိန်ကောင်းကိုစောင့်နေတဲ့တစ်ချိန်တည်းမှာပဲတခိုးတွေကသူတို့ကိုစောင့်ကြည့်နေမှမသိကြပဲခွေးကိုတောင်လောင်ပြောင်ပြီးသူတို့နဲ့မရှင်နိုင်ဘူးလို့ပြောနေကြတယ်မကြခင်မှာပဲရဲကားတစ်စီးရောက်လာတဲ့အခွင့်အရေးကိုမြင်တော့ခွေးကထွက်ပြေးသွားတယ်ခွေးကလူတစ်ယောက်ရဲ့ခေါင်းပေါ်ကနေခုန်တက်ပြီးသူတို့မတုံ့ပြန်နိုင်ခင်မှာပဲနှစ်ယောက်စလုံးမြေပြင်ပေါ်လဲကျသွားတယ်ပြပြီးတော့သူ့ပိုင်ရှင်ရဲ့အိတ်ကိုဆွဲပြီးထွက်ပြေးသွားတယ်အမျိုးသမီးကအချိန်မီရောက်လာပြီးသူ့အိတ်ကိုပြန်ယူသွားတယ်ဒါပေမဲ့ချက်ချင်းပဲဒေါသထွက်နေတဲ့တခိုးတွေကဓားတွေကိုဆွဲထုတ်လိုက်တယ်ခွေးကချက်ချင်းပဲသူ့ပိုင်ရှင်ရှိကိုရှောက်လာပြီးသူမကိုကာကွယ်ဖို့ရှောက်လာတယ်အဲ့ဒီအချိန်မှာပဲရဲခွေးကလည်းအပြေးလွှားရောက်လာတယ်ဓားတွေကင်ထားပေမဲ့ခွေးနှစ်ကောင်ကနောက်မဆုတ်ပဲတခိုးတွေကိုမြေပြင်ပေါ်ပြန်လဲချလိုက်တယ်အနီးအနားကလူတွေကခွေးတွေကိုအားပေးကြတယ်မကြခင်မှာပဲရဲတွေရောက်လာပြီးတခိုးနှစ်ရောက်ကိုချက်ချင်းဖမ်းဆီးလိုက်တယ်ရဲရရှိကလည်းခွေးတွေရဲ့ရဲစွမ်းတက်တိကိုလည်းချီးကျူးတယ်အရာအလုံးငြိမ်သက်သွားတဲ့အခါအနီးအနားကလူတစ်ယောက်ကသူ့အိတ်ထဲကတဝက်လောက်စားပြီးသားပေါင်မုတ်တစ်ချက်ကိုထုတ်ယူပြီးတိုက်စားတော့မလို့ပဲဒါပေမဲ့သူမတုံ့ပြန်နိုင်ခင်မှာပဲခွေးကရှောက်သွားပြီးပေါင်မုတ်ကိုဆွဲယူပြီးအမိုက်ပုံးနဲ့ပစ်ထည့်လိုက်တယ်အမျိုးသမီးကအလျင်အမြန်တောင်းပန်ပေမဲ့အမျိုးသားကသူမရဲ့မျက်နှာကိုတေချာကြည့်လိုက်တဲ့အခါသူအံ့အားသင့်သွားတယ်ဒီအမျိုးသမီးကသူ့ရဲ့ပထမဆုံးချစ်သူဖြစ်လာလေမဲလို့သူဘယ်တော့မှမမျှော်လင့်ထားခဲ့ဘူး